အားလုံးပဲမင်္ဂလာပါ Digital Hub YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဖြိုးကံဖြစ်ပါတယ်ဒီနေ့ကျွန်တော်အကိုနဲ့ကျွန်တော်နဲ့ဒီနေ့လည်စာပေါ့နော်စားရင်လည်းစကားလေးပေါ့ပြောပြမယ်ပေါ့ကျွန်တော်ကလည်းနေ့လည်စာစားချင်တာချစ်ချစ်မင်းစားချင်တာအာသီးသားအရင်ဖြစ်နေတာအဲ့ဒါနဲ့ဒီအလင်းကဆိုတဲ့ဆိုင်ဒီဆိုင်လေးမှာကချစ်ချစ်မင်းကောင်းတယ်လို့ကျွန်တော်တွေ့သိထားဆိုတာလာစားဖြစ်တာပေါ့နော်ပြီးတော့အကိုနဲ့လုံချောင်းလေးတွေတခြားပေါ့ပါစကားလေးပြောပြမယ်ပေါ့နော်ကဲအားလုံးပဲကျွန်တော်နဲ့အတူလိုက်ခဲ့ပါဦးဒီမှာအိုင်ကောင်းလေခေခုပဲဓမ္မောက်ရှိတယ်ကျွန်တော်ချစ်တီထမင်းသားခုကျွန်တော်တို့ဒီဆိုင်လေးဆိုင်တော့ရောက်ပြီကျွန်တော်တို့ညီကို2ယောက်အခုတော့ကိုစားချင်တာလေးမှာထားတယ်ပေါ့ကျွန်တော်တို့ချစ်တီထမင်းချက်ပေါင်နဲ့မှာထားတယ်အကိုကတော့ချက်သားတံပေါက်ကိုချက်ပေါင်နဲ့မှာထားတယ်ပေါ့နော်ပြီးမှကျွန်တော်တို့မြည်ဆန်းပြီးတော့အရသာလေးဘယ်လိုချီလဲပြပြမယ်တော့ချစ်တီထမင်းဘယ်လေးလေးပြီဟုတ်ကဲ့ဒီမှာဆိုရင်သူအစုံပဲချစ်တီမင်းဆိုင်ကအတိုင်းပဲပဲဟင်းအချင်းကျွန်တော်ဒီမှာဟာစားနေငုပ်တီးသူရဲ့ဒီအရင်ဟင်းလေးနဲ့ချက်ပေါင်ထမင်းပေါ့နော်သူကကျတော့လက်နဲ့စားတဲ့သူကြကျွန်တော်ကတော့ပြီးရင်လက်နဲ့စားမှာအပါတရပဲစားမယ်အဟံပြရဘာလုပ်မှာလဲတော့မလားညမာဆိုတော့ညမာလိုပဲစားမယ်ဆိုတော့ပြီးတော့ဒီလက်ဖေးလေးကျွန်တော်တောက်မယ်ဒါပေမဲ့ခုလုံးစားပြီတော့ကျွန်တော်အီးစိတ်မှာတော့ကျင်းသေးဒီတံပေါက်လေးကလည်းကျွန်တော်တို့ဒီအလင်္ကာဆိုင်ရဲ့သူ့ရဲ့ treatment စားတောက်တဲ့အစားအစာတွေမှာလည်းပါတယ်အရသာလေးရှိတယ်အဓိကကတော့အလင်္ကာရဲ့တင်ကကြတော့သူကဒီအိန္ဒိယဘက်ကိုသွားတဲ့တင်ဖြစ်တယ်ပေါ့နော်အဲ့တော့အိန္ဒိယစားတာတော်တော်များများစားကောင်းတယ်အရသာကြီးရှိရဆိုတဲ့အနေအထားမျိုးမှာရှိတယ်ကျွန်တော်တို့ဒီဆိုင်ကချစ်တီသမင်းကြိုက်တယ်ဓမ္မောက်လည်းကြိုက်တယ်ဓမ္မောက်ကဆိုလည်းခုသူ့ရဲ့ခုထည့်ထားတဲ့ပူရှင်နဲ့ဆိုရင်ဝါလေးစားရတယ်ပေါ့နော်ပြီးတော့သူဘယ်လိုပြောမလဲဟိုပေးရတဲ့အရာသာကျွန်တော်ကြတော့တခုတင်သားကတော့ဟိုပေးရတဲ့ငွေကြေးမောင်းထက်ရတာကိုကျွန်တော်ပို့ပြီးတော့အလေးထားရတဲ့မှာတော့ကျွန်တော်ပါတယ်ဘာလို့လဲအတွက်ကျွန်တော်ဒီနှစ်ခုတော့ကျွန်တော် recommend ပေးတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲစားရမယ် okay ကဲဆွဲပြီးကိုကြီးကျွန်တော်စားခြင်းနဲ့ကြာပြီဆိုတော့မြန်မာပိုင်းဆိုင်လဲလားမြန်မာပိုင်းဆိုင် share ပေါ့ဆိုတော့ကဲကိုကြီးကိုစားတာအရသာလေးဘယ်လိုလဲကျွန်တော်ကတော့ပန်းဟင်းကောင်းကောင်းလေးနဲ့ဆိုတော့ပန်းဟင်းနေတာမှာတော်တော်ပြီးနေကောင်းပါရမ်းရတာရှိတယ်သူကငါတို့ရန်ကုန်မှာလည်းဒါတွေကဆက်ပြီးလို့ပေးပေးလေးလားဘယ်ဖေးတော့မပေးဘူးသမင်းလည်းမပေးဘူးပေးဟိုကစားမဟုတ်ဟိုကတော့မစားကျွန်တော်ကတော့ဗမာဆိုတော့ဗမာလိုပဲစားတော့မယ်အဓိကတော့အားရပါပဲစားချင်တာပေါ့နော်ကျွန်တော်အားရပါရစားတာကိုကြည့်ပြီးတော့ကျွန်တော်ပြိသက်တွေကတော့မြန်မာပြည်ရလို့ပဲဒါလေးကတော့ကျွန်တော်ဒီဘက်ထားလိုက်တော့မယ်ကဲမှာပပလာကြောတက်ပေါင်ကြီးအကြီးပဲအားလုံးပဲစားပါအောင်နော်မင်းအိမ်တက်က
အိမ်အစ်စ်ကအရင်နေခဲ့တဲ့တို့တန်90 ကျွန်တော်ကအာပါတီကစားပြီးသွားပြီတခုမှလည်းမကြမ်းတော့ဒီတော့အခုစားတာတွေကိုရက်ပြီးတော့တပိလေးတောက်မယ်တပိလေးရတာတွေကိုပြီးစမ်းကြည့်မယ်ကဲဘာမှလို့စားတော့ဝါတာပေါ့ကဲအဲ့ဆိုရင်ကျွန်တော်မှားထားတဲ့စီလုံးလေးလေးရတာမီးလိုက်အောင်သူကကျတော့နွားတို့ဘက်ကိုပို့ပြီးတာထားတဲ့ရတာလေးဆိုတော့လေလက်ဖေးထဲမှာနွားတို့လေးပူကဲထားတဲ့ရတာလေးဆိုတော့စိတ်စိတ်လေးဖြစ်တယ်ပြီးတော့ဗရက်ထဲမှာအဲကြာရည်လေးနည်းနည်းလေးဆွဲကြံတာလေးကျွန်တော်တို့တော့ပတ်ဖယ်ပေါ့နော်လက်ဖေးလေးကလည်းတဝက်တော့ကျိုးနေပြီခဏနေလက်စားပြတ်ပြီးတော့ကျွန်တော်တို့ကတော့ပြန်တော့မယ်ပေါ့နော်ကျွန်တော်ညီကိုနေရာစကားပြောခဲ့တာတွေလည်းလူတီဝါရေးအကြောင်းတွေလုပ်ငန်းအကြောင်းတွေလည်းအများကြီးပြောခဲ့တယ်ပြောဖက်တန်တူးကြုံခဲ့ရတဲ့လူလောကအကြောင်းတွေလည်းပြောဖြစ်ခဲ့တယ်ပေါ့နော်အခုကျွန်တော်ကခြေတမင်းတော့စီလုံးတီရောစားပြီးတော့ EY အဲ့တော့ agent တွေဆိုတော့ဒီဆိုင်လေးကတော့ဆိုင်ရဲ့နေရာအခင်းချင်းလေးကလည်းကောင်းတယ်တန်ရှင်းတက်ရက်တယ်အဲအကွန်လေးနဲ့ကျွန်တော်အေးစေးလုပ်ငန်းကိစ္စတွေရောဗာရောဒီလိုမိသားစုပြောမလားတကယ်ကြီးနေဆုံးညမလားပေါ့နော်စားလို့ကောင်းတဲ့ဆိုင်လေးထဲမှာတော့ပါပါတယ်အနေငယ်လေးတော့ဒီလေးကတော့တခြားဆိုင်တွေတော့အနေငယ်တော့ပုံများပါတယ်ဒါကလည်းသူတို့ရဲ့ဒီဆိုင်ကန်းအပြင်အသင်းတွေနဲ့နေရာယူထားတဲ့ပုံမှာမူတည်ရလို့တော့ထင်ပါတယ်ပေါ့နော်ရတာလေးတွေကတော့တယောက်နဲ့တယောက်တော့အကြိုက်တော့မတူပါဘူးကျွန်တော်ကောင်းတယ်ပြောရဲဆိုပေမဲ့လည်းလူကြီးမျိုးကိုယ်တိုင်မိတ်ဆွေတွေကိုယ်တိုင်ကလည်းကြိုက်ချင်မှလည်းကြိုက်မှာပေါ့နော်ဒါပေမဲ့အတက်နိုင်ဆုံးကျွန်တော်တို့ကောင်းမွန်တာလေးတွေကိုတော့ပြပြပေးထားတာဖြစ်ပါတယ်ပေါ့နော်ဒီဆိုင်လေးမှာလာရောက်စားသောက်ရှင်နဲ့ကျွန်တော်ရဲ့တကယ်ချင်းမိတ်ဆွေတွေအတွက်ကျွန်တော်ဒီဆိုင်ရဲ့ location လေးကို description မှာသင်ချပေးထားမယ်နော်အားလုံးပဲအားလည်းတဲ့အချိန်လေးမှာလာရောက်စားပါလို့ကျွန်တော်အကြံပြုပါတယ်ကျွန်တော်ညီကိုနှစ်ယောက်ကတော့ကဲစားလို့တောက်လို့လည်းပြီးပြီပြစကားလေးလည်းပြောလို့ပြီးပြီဆိုတော့ကျွန်တော်တို့ခုပြန်မယ်ပေါ့နော်ပြန်တော့ကျွန်တော်တို့ငွေလေးရှင်းမယ်ဈေးနှုန်းအနေထားနဲ့ကတော့ကျွန်တော်တို့ဒီလိုမျိုးတစ်ခွက်ကို100ကျော်တော့ပေးရတယ်ပြီးတော့ချီလီထမင်းတစ်ပွဲကတော့295ဆိုတော့မစိုးပါဘူးပေါ့နော်ကျွန်တော်အနေနဲ့တော့စားလို့လည်းကောင်းတယ်ဆိုတော့ဈေးအနေနဲ့တော့ပေးပြောတယ်စက်သားတန်ပေါင်းနေရတော့225ဆိုတော့ခုနကကျွန်တော်ပြောတဲ့အတိုင်းပေါ့နော် price to performance ကိုလုပ်ထားတဲ့အတွက်ကြောင့်ဆိုတော့ဈေးလေးတော့နည်းငယ်ပိုတယ်မိမိနဲ့အရသာကတော့မိမိကြိုက်တဲ့ပုံမှာပဲမူတည်ရပေါ့နော်နောက်တစ်ခုကျတော့သူတို့ကကျတော့BD ပေါ့နော်ကျွန်တော်တို့ကြားတဲ့ပုံမှာ900ခန်းလုံးပေးဆောင်ရတယ်ပြီးတော့ service ချက်လေးပါထပ်ပေါင်းတော့ဈေးနှုန်းလေးတော့နည်းငယ်ပိုတယ်ဒါပေမဲ့တော့ကျွန်တော်အနေနဲ့ကတော့လက်ခံပါတယ်ကြိုင်တဲ့တက်တယ်ဘာလို့ဆိုစီးပွားရေးတစ်ခုလုံးနေရတဲ့အတွက်ဖြစ်တဲ့အတွက်ကျွန်တော်ကဒါကြီးကတော့ပေးဆောင်မှာတော့ရှိတာပေါ့နော်ကိုထိုင်တဲ့နေရာရဲ့အစင်တန်းတစ်ခုပေါ်မှာတော့မူတည်တာပေါ့ကျွန်တော်တို့တင်ဆက်ပေးနေတဲ့ content လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ခင်ဗျာ comment တိုင်းကိုလည်းကျွန်တော်တို့တည်တည်ချာချာဖတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တဲ့အနေနဲ့ iPhone တွေ MacBook တွေကိုကြည့်ရှုလေ့လာတာသဘောကျနှစ်သက်တယ်ဆိုရင် Apex Trading လို့ခေါ်တဲ့ကျွန်တော်ရဲ့ site လေးကို Facebook မှာဝင်ရောက်လေ့လာလို့ရပါတယ် Apex Trading မှာအဓိကအားဖြင့် iPhone, MacBook, iMac, Mac Mini အပြင် IT နည်းပညာဆိုင်ရာပစ္စည်းမျိုးစုံကိုအသစ်ရော second hand အနေနဲ့ပါအယောင်းအဝယ်အလဲအထက်ပြုလုပ်ပေးပါတယ်